ဘသူကြောင့်လဲအားလုံးကြောင့်နော်ဆဲလေနေအဆိုးဆုံးနေအငယ်ဆုံးဆိုပြီးအလိုလိုက်တာနော်နေတော်တော်လုံးလိုက်နော်ကိုရပြောမှတော့ပြောလားကိုလေးလည်းပါထူးလဲတင်းအဲ့ရက်တော့တာမကြိုက်ပါဘူးဆိုအခုဘာဖြစ်လဲစေးရုံမှာတက်ရလေဘိုက်ကိုလည်းကြည့်အောင်အောက်ကချင်မအောင်မြင်သေးရလားပြောကိုငယ်အောင်ပဲကိုညီမနုနုထွတ်ထွတ်လေးတော့စိုက်တာသမားနဲ့ပေးစားရသေးတယ်ကိုလည်းကောပဲကိုလည်းအဆိုးဆုံးမမောင်ဆိုအမြဲတမ်းနိုင်ကြည့်ဆုံးသူကြောင့်မရှုံးမဖို့တွင်းကန်ညိုတပတ်လောက်ဝစ်ပြီးရောများကိုတွင်းနေမရန်နဲ့ရင်းနေပြောကိုငါလည်းစိုးဆုံးစိုးစကားစိုးဆုံးတိဘာလုံးနေမအောင်မသိဘူးကိုငါစိတ်ဝါပေါ်ကောင်းလို့လေကိုလေးစိတ်မှာရောက်တယ်လေကိုငါပြစ်ကိုသိနော်ကိုထွေးနေလည်းငါ့ကိုလိုင်းပေါ်မှာရှက်ခွဲစရာလားအောင်ကြောင်ဟိုကဖြစ်တယ်တရားဖြစ်တယ်အချိုးမပြေဘူးနဲ့ပြောနေကြပြီရောခုကြောင်ရက်ကွက်ယူရတော့ဘလို့လဲအေးပါကွာကိုကြီးတောင်းမယ်ကိုကြီးတောင်းမယ်လေဘာကူမှမအားရလဲကိုရမအောင်ပြောဆုံးခုကြောင်ပွဲမှာမဆနာနဲ့ပြဿနာတက်လာရဲဆိုကိုငါနဲ့ကိုလေးပါပါရဲဆိုကိုငါအဓိကပြဿနာမလားဘာလို့ပြဿနာလောက်တောင်ခိုးရလဲကိုငါကောင်တာလေအဲ့လိုမလုပ်ခဲ့အခုလိုပြဿနာဖြစ်လာမှာမဟုတ်ပြောကိုလေးလက်တူတူပဲအရက်တော့ပြီလေတလွဲလုံးရင်လုံးမလုံးရင်လည်းအရက်ဆိုင်မှာပဲပြဿနာသွားတက်ရတယ်လို့မောင်တို့အရာဆိုပြီးရက်ခွက်ထဲမှာပြောခံနေရမသိဘူးလားပြောသားမှာအားလုံးကိုစားကိုလေးပဲတောင်းပါနဲ့နော်မထွက်လို့ရမလားအခုကြောင်မောင်ပဲပြောဆိုခံနေရတယ်လေမောင်တို့အရာဖြစ်နေဖြစ်ရဆိုပြောဆိုခံနေရတယ်လေမောင်လည်းရွယ်ရောက်နေပြီလေမောင်ကိစ္စမောင်ဖြေရှင်းမှာပေါ့တော်ပြီနောက်ဆုံးမောင်ကိစ္စဘာမှဝင်ပါချင်တယ်မောင်ဘာမှလည်းမထုတ်ချင်ကြတော့မောင်လူကြီးဖြစ်ပြီဒါပဲ